အားလုံးပဲမင်္ဂလာပါ Voice Note မြန်မာ Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ညတညရဲ့အရေးအပိုင်း2အနေနဲ့ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဇလန်းလေးကိုဆက်လိုက်ရအောင်အဘွားဝေရဲ့စကားကြောင့်ကြောစော6ရောက်တွေခိုင်အောင်တော့မရက်နိုင်တော့ဘူးအားနှစ်တိုင်းမတရားခံမမိသေးတဲ့လူတက်မှုကရင်အောက်ကနေအသက်ခံရတဲ့မိန်းကလေးဒါဆိုငါခုနကကရင်အောက်ကိုကြည့်တော့ကအဘွားတစ်သားပြားပေါ်မှာကတ်နေတာသူမလားကျော်စောစိတ်ထဲမှာအတွေးတစ်ခုဝင်လာတာနဲ့အမျှသူ့လေဘင်းမှာတစုံတစ်ယောက်ကလက်အေးကြီးနဲ့လာကင်ထားသလိုခန်းစားချက်ကပြန်ဝင်လာပြန်တယ်သူအိမ်ထဲကိုပြန်မသွားရတော့ဘူးဒါပေမဲ့သူ့ရဲ့ပတ်စံအိမ်နဲ့ရုံးလုပ်ငန်းစာရွက်စာတမ်းတွေကအခန်းထဲမှာကျန်ခဲ့တယ်မနက်6 နာရီလောက်မှာတော့နေအောင်ကြီးကမြို့ပြပေါ်ကိုဖြာကျလာပြီနေအောင်ကလူကိုတတိပေးတယ်လို့ဆိုရမလားပဲကျော်စောတယောက်တည်းမပြန်ရတာမို့သူ့တငယ်ချင်းအောင်ကြီးစီကိုဖုံးဆက်ခေါ်လိုက်ပါတယ်အောင်ကြီးကတရေမယုံတဲ့သူမို့မင်းစိတ်ချောက်ချားနေတာပါလို့ဆိုပြီးတော့လိုက်လာပေးခဲ့တယ်တိုက်ခန်းလေးကိုပြန်ရောက်တော့အရာအလုံးပုံမှန်အတိုင်းပဲညပြိုကျသွားတဲ့ပကံစင်ကလည်းနေရာတကျရှိနေတယ်ချောစောအံ့ဩသွားတယ်ဗမာလေးမင်းပြောတဲ့ပကံကြီးပြိုကျတာဟောဒီမှာအကောင်းကြီးပဲအောင်ကြီးကလောင်ပြုံးပြုံးရင်းကရင်ပေါ်မှာထိုင်လိုက်တယ်ကျော်သွားတဲ့ကြောက်လန့်တကြားနဲ့ကရင်အောက်လက်ညှိုးထိုးပြလိုက်တယ်အဲ့ဒီအောက်ကတစ်သားပြားမှာစာရီရေးထားတာအောင်ကြီးကငါတကယ်မြင်ခဲ့တာအောင်ကြီးကတပြင်းချပြီးအေးကြည့်ပေးမယ်ကွာဆိုကရင်အောက်ငုတ်ကြည့်လိုက်တယ်စက္ကန့်အနည်းငယ်ကြာတဲ့အထိအောင်ကြီးပြန်ထမလာဘူးကျော်စွာစိုးရင်တကြီးမေးလိုက်တယ်တွေ့လားအောင်ကြီးတခုတွေ့လားအောင်ကြီးဖြည်းဖြည်းချင်းပြန်ထလာတယ်ဒါပေမဲ့သူ့မျက်နှာကထူးဆန်းနေတယ်မျိုးလုံးတွေကပြူးထွက်နေပြီးမျက်နှာတစ်ခုလုံးဖြူရောနေတယ်သူကကျော်စွာကိုစိုက်ကြည့်တူတူလေးပြောလိုက်တယ်ကျော်စွာကရင်အောက်မှာစာသားတွေမရှိဘူးဒါဆိုမင်းဘာလို့ဒီလောက်လှမ်းနေတာတော့အောင်ကြီးကတတွေးကိုအနန္တမျိုးချပြီးကျော်စောပခုံးကိုဆွဲကအပြင်ဘက်ကိုဒရုတိုက်ဆွဲခေါ်သွားတော့တယ်တိုက်ခန်းပြင်မလှေကားချင်းရောက်တော့မှအောင်ကြီးကအမောတကောပြောတော့တယ်စားသားတွေမရှိဘူးကျော်သွားရဒါပေမဲ့အဲ့ဒီကတင်အောက်မှာတစ်သားပြားပုံမှာသပင်ရှိရှိနဲ့မင်းကလေးတယောက်ကပင့်ကူတကောင်လိုကတ်နေတာကွာသူမငါ့ကိုစိုက်ကြည့်ပြီးပါဇက်ကနေမင်းတငယ်ချင်းကိုငါးစီပြန်လှုပ်လိုက်လို့ပြောနေတာကျော်စောတကူလုံးတုံတက်သွားတယ်သူတို့နှစ်ယောက်လှေကားကနေဆင်းမှုပြင်လိုက်တဲ့အချိန်မှာပဲအပေါ်တက်ကသူတို့ခုနာကထွက်လာတဲ့အခန်းထဲကနေဝုန်းဆိုတဲ့အတန်ကြီးနဲ့တူတကားကြီးအလိုလိုပိတ်သွားတဲ့အတန်ကိုကြားလိုက်ရတယ်ပြီးတော့တကားအောက်ခြေကနေသွေးရောင်တန်းနေတဲ့အရည်တွေကလေကားတိုင်းစီးကြလာတယ်တကားအောက်ကစီးကြလာတဲ့သွေးရောင်အရည်တွေကသူတို့6ရောက်နားထိရောက်လာတဲ့အခါကျော်စောနဲ့အောင်ကြီးတို့ကဘာကုမှစဉ်းစားမနေတော့ပဲလမ်းမပေါ်ရောက်ပြေးထွက်ခဲ့ကြတယ်နေအောင်ကြီးကပူနွေးနေပေမဲ့သူတို့နှစ်ဦးရဲ့ရင်ထဲမှာတော့ရေခဲတမျှအေးဆက်နေတော့ပဲငါတကယ်မြင်ခဲ့တာကျော်စောသူကတင်အောက်ခြေတသားပြားမှာပင့်ကူတစ်ကောင်လိုကတ်နေတာမလုံးတွေကလည်းသွေးရောင်လွှမ်းနေတယ်